ကျွန်တော်လေးကျင်မှထည့်ပါတယ်အတုံးနေချလေးကျင်မှထည့်ပါတယ်အခုဆိုတော့ထုတ်ဝေစဉ်Minecraft မဆော့တတ်လို့ပါကွန်ပျူတာနဲ့အခုပြန်သင်ပါမယ်ဖြစ်ပါတယ်ကဲကိုရှင်မကျွန်တော်တုံးချလေးကျင်မှထည့်ပါတယ်ကူမစဆိုအထည့်တယ်တွေ့အားကြည့်ရှုအပိတ်ကြအောင်နော်โอ้เจ้าခုနည်းနည်းတော်လာပါပြီလို့တော့ပြီးရင်the bridge ဆော့မှာဖြစ်တဲ့အတွက်ကြောင့်နည်းနည်းလေးလာကျင်တာဖြစ်ပါတယ်ဒီမှာတော့လုံးဝကိုကျန်းနေပါပြီတို့ရဲ့ AR ဖြစ်ပါတယ်ကိုရှင်မကျွန်တော် default တော့ဆုံးကြည့်ပါတယ်အဲ့တော့ let's go အခုကိုရှင်မကျွန်တော်တို့ default တော့ဆုံးကြည့်ပါတယ်စောင့်ရှုအပိတ်ကြအောင်ဒီရှုအောင်ကြအောင် Okay အခုဆိုthe bridge တော့ဝင်မှာဖြစ်ပါတယ် Mineberry server မှာဆော့မှာဖြစ်ပါတယ်အဲ့တော့ဝင်မယ်အဲ့ကလည်းနည်းနည်းတော့တင်မှုထားပါတယ်အဲ့တော့တာလို့နှိပ်ထားကျွန်တော်တင်မှုထားပါတယ်ခုသွားတော့မှာပါဆိုတော့ the bridge ဝင်ရမှာမှားဝင်ပြီလို့ပါအဲ့တော့ပြန်သွားမယ်အခုရောက်ပါပြီအဲ့တော့the bridge ဆော့ရနေအောင်သွားနေဟိုဘက်ကနေကိုရှင်မကျွန်တော်စတော့မှထည့်ပါတယ်ဆော့မယ်တဲ့ကိုရောက်နေဆော့မှထည့်ရပါတယ်ကျွန်တော်တော့တင်ပေးတာဖြစ်ပါတယ်လို့ဒီမှာဆော့နေပါပြီတော့အခုမှတင်တာဆိုတော့နည်းနည်းတော့ဆော့ရမယ်ဆော့တိတ်တော့မဆော့တော့သေးဘူးကြည့်ရှုအားပေးကြပါကျွန်တော်ထိုးစင်ရှုံးသွားပါတယ်ထို့စင်မပြေးတဲ့သေးရဖြစ်တဲ့အတွက်ကြောင့်နည်းနည်းတော့နှေးတယ်ပေါ့နော်ကျွန်တော်ခုဆိုတော့ဆော့ရာကြီးတော့အားဖာအိုးကျွန်တော်ဆော့ရာကြီးတော့ရှယ်ကိုအပ်ပါပါတယ်အိုးโอเคတော်လာပြီနည်းနည်းတော်လာပြီကျွန်တော်ဟဲ့အောင်မြန်ပြီဟဲ့မင်းလာမင်းပြေးကျုပ်နောက်ဆုံးတော့အေးပါကွာကျုပ်ကိုယ်ငါနေပါပဲဟိုတယောက်ကဝင်သွားပါတယ်ကျုပ် channel လေးကိုလည်း like and subscribe လေးလုပ်ပေးကြပါလို့ကျုပ်ကခုမှတင်တာဆိုဝင်ပြီယေးနောက်ဆုံးတော့ဝင်ပြီကွာထိုးတဲ့နဲ့ကျုပ်ဟုတ်လားကျုပ်ဟာနည်းနည်းဟုတ်လားဟုတ်ပါတယ်ဟိုမှာတယောက်ကရောက်လာပါပြီသူကဘာမှမလုပ်ရသေးပါဘူးအိုးကျန်နေကျော်ခုသူတော့ရှုံးသွားပါတယ်ဒါမဲ့သူနောက်တစ်ပွဲမဆော့ရင်ကျွန်တော်တစ်ပွဲဆော့ပါမယ်အဲ့တော့ကျွန်တော်ဆော့ရလေးကိုအကြည့်ပေးကြပါအောင်လို့အဲ့တော့ကျော်ရဲ့ဗီဒီယိုနောက်ဆုံးထိကြည့်ပေးတဲ့လူတွေအတွက်ကျော်ကျေးဇူးတင်ပါတယ်ကျော်ရဲ့ဗီဒီယိုနောက်ဆုံးထိကြည့်ပေးတဲ့လူတွေအတွက်ကျေးဇူးတင်ပါတယ်လို့ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဘိုင်ဘိုင်